အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဝစ်ဆက်သုံးတဲ့သူတိုင်းကျွန်တော်တို့အခုလိုမျိုးဖုန်းရဲ့မှန်မြင်ပေါ်မှာ noti တက်လာတာမသိရဘူးဆိုတဲ့သူတွေကျွန်တော် noti တက်အောင်ဘယ်လိုမျိုးလုပ်ရတယ်ဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အခုဒီကျွန်တော်ဖုန်းမှာဆိုလို့ရှိရင်အခုလိုမျိုးဒါ Facebook က noti TikTok က noti ပြီးလို့ရှိရင် Gmail noti ပြီးလို့ရှိရင်ကျွန်တော်တို့တွေ Viber ရဲ့ noti ပေါ့နော်ဒီလိုမျိုး notification ဟလာဘယ်သူကစာပို့တယ်ဘယ်အပ်ကနေပြီးတော့ကိုယ့်ကိုအချက်လက်တွေပို့ထားတယ်ဆိုတာကိုသိရအောင်လုပ်တဲ့နီလန်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံး wizard ထဲကိုဝင်လိုက်ပါမယ် wizard သုံးတဲ့သူတွေအတွက်ကိုကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ noti နှစ်ခုရှိတယ်ပေါ့နော်ဒါကကျွန်တော်ကြာသွားပြီဖြစ်တဲ့အတွက်ဒီ noti ကဒီနေရာမှာမရှိတော့တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစက်တီလေးရှိပါတယ်เนาะညာဘက်အပေါ်သားမှာရှိတဲ့စက်တီကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်เนาะညာဘက်အပေါ်သားမှာရှိတဲ့စက်တီကိုနှိပ်ပါမယ်ပြီးလို့ရှိရင်စက်တီတဲကိုထပ်ပြီးတော့ဝင်ပေးပါမယ်စက်တီတဲကိုဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးကြုံမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာ notification ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်เนาะnotification မှာဆိုလို့ရှိရင်ကျွန်တော်အားလုံးကိုဖွင့်ထားတာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်အခုဖွင့်ထားတယ်လို့မျိုးလိုက်ပြီးတော့ဖွင့်ပေးထားပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ notification သူ့ရဲ့ဒီမှာ rain တုံးမှာဆိုလဲပေါ့เนาะ rain တုံးမှာဆိုလဲကျွန်တော်ကတော့သူ့ရဲ့မူရင်းအတန်ကိုကြော်ထားရတယ်ပေါ့เนาะမူရင်းအတန်ကိုကြော်ထားရတယ်အကယ်၍ဒီနေရာမှာကျွန်တော် rain တုံးမှာဟလာ rain တုံးမှာကျွန်တော်တို့ကကိုကြိုက်နှစ်သက်ရာအတန်ကိုလည်းထပ်ပြီးတော့ဒီမှာချိန်လို့ရသေးတယ်ပေါ့เนาะဒီမှာပေါ့နော်ဒါကတော့ကိုကြိုက်နှစ်သက်ရာအတန်ကိုချိန်မှာကိုကြိုက်နှစ်သက်ရာအတန်ကိုကျုပ်တွေထားလို့ရတယ်ပေါ့နော်ထားလို့ရတယ်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျတို့ကဒီမှာသူ့ကိုကျွန်တော်တို့ဒီကိုဖုန်းထဲမှာရှိနေတဲ့ကျုပ်တချင်းတော်လကောင်းပေါ့နော်အခြားသောကိုကြိုက်နှစ်သက်တဲ့ဒါဟိုစောင်းတော်လကောင်းပေါ့နော်ဒါထားလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေကိုယ့်ရဲ့ဖုန်းတွေကဒါတချင်းပါညာပေါ့နော်အဲ့လိုမျိုးကျွန်တော်ထားလို့ရတယ်ကျွန်တော်ကတော့မထားတော့ဘူးကျွန်တော်ကဒီမှာသူ့ဒီ device မှာပါတဲ့ကျွန်တော်တို့ rain တုံးကိုပဲထားမယ်ပေါ့နော် system rain တုံးကိုပဲကျွန်တော်ထားမယ်ပြီးလို့ရှိရင်ဒီမှာ rain တုံးကနေပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အကုန်လုံးဖွင့်ပေးတာပေါ့နော်ဒီနေရာမှာအကုန်လုံးစစ်ပေးတာနော်ဒီနေရာမှာအကုန်လုံးစစ်ပြီးတော့အခုကျွန်တော်ဖွင့်ထားတဲ့အတိုင်းကိုကျွန်တော်ထားပေးပါဒါကတော့ဖုန်းခေါ်တဲ့အတန်ပေါ့နော်ကျွန်တော်ဒီမှာဒီနေရာလေးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော် notification ကိုဒီမှာ default ကျွန်တော်ထားပေးထားတယ်ဒီနေရာမှာအခုလိုမျိုးထားပေးထားပေါ့နော်ထားပေးထားပါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအခုဆိုလို့ရှိရင်ဒါကကျွန်တော် live မှာပေါ့နော် live မှာဆိုလို့ရှိရင်ကျွန်တော်ကိုဘယ်အရာသုံးညင်လဲပေါ့နော်အဖြူသုံးညင်တာလားအနီကိုသုံးညင်တာလားဒါမှမဟုတ်ဆိုလို့ရှိရင်အဝါအောင်သုံးညင်တာလားပေါ့နော်အဝါအောင်သုံးညင်တယ်ဆိုလို့ရှိရင်ကျွန်တော်အဝါကိုအခုရွေးထားတယ်ပေါ့နော်အဝါကိုအခုရွေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်မယ်နောက်ထပ်ကျွန်တော်တွေပို့လာတဲ့ဟာတွေဆိုလို့ရှိရင်ဒီလိုမျိုးအစိမ်းရောင်နဲ့မဟုတ်ဘဲနဲ့သူကအဝါရောင်လေးနဲ့ကျွန်တော်တွေပြနေမှာဖြစ်တယ်ပေါ့နော်အဝါရောင်လေးနဲ့ပြနေမှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ရှိသေးရပေါ့နော်အခုဒီမှာပြင်ပြီးတဲ့ပြင်ကိုမပြီးသေးဘူးကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းစက်တီတဲကိုပြန်သွားအောင်မှာဖြစ်တယ်ပေါ့နော်ဖုန်းရဲ့စက်တီတဲကိုဝင်သွားလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ဖုန်းရဲ့စက်တီမှာလည်း notification strap bar ပေါ့နော်ကျွန်တော်ဒီနေရာမှာ notification strap bar ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့နေရာမှာနှိပ်လိုက်ပါဒီနေရာမှာနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက်စစ်ပေးရမယ်ပေါ့နော်တစ်ချက်စစ်ပေးရမယ်ကျွန်တော်ဘာကိုစစ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကwizard သုံးတဲ့သူတွေပေါ့နော် wizard သုံးတဲ့သူတွေဒီလို noti ဘာမှဖုန်းရဲ့ဘာမှလာပြီးတော့မတက်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာစစ်လိုက်ပေါ့နော်โอเคเนาะဒီနေရာမှာအခုလိုမျိုးဒီ wizard ကပိတ်ထားတယ်ပေါ့နော်ပိတ်မိနေတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့ဖွင့်ပေးလိုက်ပါเนาะအခုလိုမျိုးဒီလိုမျိုးပိတ်နေတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တို့ဖွင့်ပေးထားပါဖွင့်လိုက်ပေါ့နော်အခြားသောကျွန်တော်တို့တွေကကိုမတက်စေခြင်းတဲ့ app ပေါ့နော်သဘောတစ်ခု Viber ရဲ့ noti ကိုကျွန်တော်တို့တွေကမတက်စေခြင်းဘူးဆိုလို့ရှိရင် Viber ရဲ့ noti ကိုဒီမှာလာပြီးတော့ပိတ်လို့ရတယ်Viber ထဲမှာတော့အရင်သွားစစ်ပေါ့နော် Viber ထဲမှာကျွန်တော်အရင်စစ်လိုက်စစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟလာ Viber မှာပိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော် Viber မှာဖွင့်ပေးလိုက်ဒီနေရာမှာလည်းအဲ့လိုပဲပေါ့နော်ဒီဖုန်းရဲ့ setting မှာလည်းလာပြီးတော့ကျွန်တော်တို့ဒါပိတ်ပေးထားပါအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ပိတ်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီ noti အတက်မခံတဲ့ဟာတွေပေါ့နော်ဒါဆိုလို့ရှိရင် noti အတက်မခံတဲ့ဟာတွေဒီမှာ Telegram လို့ဟာမျိုးပေါ့နော် Telegram လို့ဟာမျိုးကကြတော့ကျွန်တော်တို့တွေကဒါကို
မတက်စေခြင်းဘူးပေါ့နော် Telegram လိုဟာမျိုးကျွန်တော်တို့မတက်စေခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့ပိတ်ပေးထားပါဒီမှာရွှေနှုတ်ဆိုလဲကျွန်တော်ပိတ်ထားတယ်ပေါ့နော်ရွှေနှုတ်ဆိုလဲပိတ်ထားတယ်အကယ်၍ရွှေနှုတ်ကိုကျွန်တော်ဖွင့်ထားမယ်ဆိုလို့ရှိရင်ရွှေနှုတ်ကတက်လာသမျှပေါ့နော်ကျွန်တော်ဒီ update ဟာလာစာတွေပေါ့နော်ဒီ update ဟာတွေဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းဘားမှာလာပြီးတော့ကျွန်တော်တို့ noti အနေနဲ့လာပြပေးမှာဖြစ်ပါတယ်အဲ့တော့ကိုကမတက်စေခြင်းဘူးဆိုလို့ရှိရင်ပိတ်ထားလိုက်ပေါ့နော်ကျွန်တော်အခြားသောဟာတွေဆိုလဲအဲ့လိုပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဖုန်း note ဆိုလဲအဲ့လိုပဲ note နဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေက update ပေးတာဘာညာပေါ့နော်သိကျင်တယ်ဆိုရင်တော့ကိုကဖွင့်တာမသိကျင်ဘူးဆိုလို့ရှိရင်ကိုကပိတ်ထားလိုက်ပေါ့နော်ဟုတ်ကဲ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပိတ်ထားတာတွေအများကြီးရှိတယ်နော်ပိတ်ထားတာတွေအများကြီးရှိတယ်အဲ့တော့ကိုကဖွင့်နေတယ်ဆိုလို့ချင်းဖွင့်ထားလို့ရတယ်ပိတ်ချင်တယ်ဆိုလို့ချင်းပိတ်ထားလို့ရတယ်အဓိကကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဖုန်းဘားမှာပေါ့နော်ဒီလိုဘားမှာလာပြီးတော့ဟာလာဒီ noti တက်လာတာမသိတာကဒီမှာခုနက setting ထဲမှာပိတ်မိနေတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ application ထဲမှာပိတ်မိနေတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ app ထဲကိုသွားပြီးတော့ကြည့်နေရတာဖြစ်ပါတယ်နော်ဒီ app ထဲကိုသွားကြည့်မှကျွန်တော်တို့အခြားလူတယောက်ကစာပို့ထားတာအဲ့ဒါကိုမှကိုကသိရတာဖြစ်ပါတယ်နော်အားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တက်ရောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာလေးတွေသိချင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာ